နပောင်းတထောင်ကြောင်အိတ်ဆက်နေခဲ့တဲ့ရေခဲနဲ့သမီးတစ်ပါးကိုလေလံတင်နေပြီပါသူမဟာယောက်ျားတွေကိုယူခသွားစေမယ်အလှတရားတင်မကားပဲသူမရဲ့သွေးဟာလည်းဘယ်ယောဂမျိုးကိုမဆိုပျောက်ကင်းစေနိုင်တဲ့နတ်ဆွေးချင်တယ်လို့လူတိုင်းကရချင်နေကြတာပါပိုက်ဆံရှိတဲ့တတိကြီးတယောက်ကဒေါ်လာတန်း100နဲ့လေလံဆွဲပြီးထိလိုက်တဲ့အချိန်မှာပဲအထက်ကလျှက်စစ်တာအားတွေကြောင့်လွင့်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအထူးခန်းတွေကဘီလီယံနာတယောက်ကဒေါ်လာ10ဘီလီယံဆိုတဲ့မူးဝေသွားမဲ့ဈေးနဲ့အပြတ်အသက်ဝေလိုက်ပါတယ်ဘီလီယံနာကဖွင့်ဖို့ကြိုးစားရင်းသူ့လက်ချောင်းကတစ်ဆူပြီးရေခဲခေါင်းတလားပေါ်တွေးဆက်ကျသွားတဲ့အခါမှာတော့တအိမ်လုံးတုန်ခါသွားပါတော့တယ်အားလုံးညီတက်သွားတဲ့အချိန်မှာတော့နှစ်ပေါင်းတစ်ထောင်ကြာအိတ်ဆက်နေတဲ့ရေခဲနဲ့သမီးဟာသူ့အလိုလိုနိုးထလာပြီးလမ်းလျှောက်ထွက်လာပါအန်အော်ပြီးကြောင်ကြည့်နေတော့မှပဲရေခဲနဲ့သမီးလေးဟာ3နှစ်အရွယ်ကလေးလေးတယောက်လိုဘီလီယံနာကိုလက်လန်းပြပြီးပွေ့ခတ်ထုတ်တောင်းဆိုလိုက်ပါတယ်ဘီလီယံနာဘာမှမတုံ့ပြန်နိုင်ခင်မှာတဲ့သူမကဘီလီယံနာရဲ့ရင်ခွင်တက်ကိုဝုန်းကနေခုန်ဝင်လိုက်ပါတော့တယ်အားလုံးကတော့ဒီဘီလီယံနာကြီးတော့ရေခဲနဲ့သမီးရဲ့အလှအောက်မှာရှုံးသွားပြီလို့ထင်နေကြတာပေါ့ဒါပေမဲ့အိမ်ရောက်တဲ့အခါမှာတော့ဘီလီယံနာဟာသူမကိုပြန်ဖတ်ဖို့နေနေတာဓာတ်ကိုချက်ချင်းထုတ်လိုက်ပါတော့တယ်ဓာတ်ထုတ်လိုက်တာကအလှကြည့်ဖို့မဟုတ်ပါဘူးတကယ်တော့သူဟာမွေးကလေးကမီးအစိတ်မီးထားပြီးအစိတ်တက်လာရင်နာကျင်ရလို့နတ်သမီးရဲ့သွေးနဲ့အစိတ်ဖြေဖို့ဝဲလာတာပါနတ်သမီးလေးကလည်းသဘောကောင်းရှာပါတယ်ဘီလီယံနာရဲ့ရည်ရွယ်ချက်ကိုသိတာနဲ့သူမရဲ့လက်ကဝက်ကိုလှီးပြီးသွေးပေးဖို့လုပ်တာပေါ့ဒါပေမဲ့ထူးဆန်းတာကဘီလီယံနာကသူမရဲ့လက်ကိုဆွဲကင်လိုက်ယူနေနေသူ့ကိုယ်ထဲကမီးအစိတ်တွေကချက်ချင်းငြိမ်သက်သွားပါတော့တယ်အဲ့ဒါနဲ့ပဲဘီလီယံနာကသွေးယူမဲ့အစီအစဉ်ကိုဖျက်လိုက်ပြီးသူမကိုဂျန်နီဖာလို့နာမည်ပေးကသူ့ဘေးနားမှာအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လိုထားလိုက်ပါတော့တယ်တနည်းမှာတော့ရန်သူတွေကလက်စားချေဖို့ရောက်လာတယ်လို့တပိတ်ဖြစ်သူကသတင်းပို့လာတယ်ဘီလီယံနာကဂျန်နီဖာကိုအခန်းထဲမှာထည့်ထားခဲ့ပြီးရန်သူတွေကိုတွားရင်ဆိုင်ဖို့ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပစ်ကင်းစင်နေတဲ့ဂျန်နီဖာရဲ့မျက်လုံးတွေကရုတ်တရက်ဆိုသလိုအန်ဒီရဲ့ရှိရဲ့အယောင်တွေတောက်လာပါတော့တယ်အခန်းတကာပွင့်သွားပြီးလူမိတ်တယောက်ကတနက်နဲ့ချင်းနောက်အမျိုးသမီးတယောက်ကဂျန်နီဖာကိုမေ့စည်းနဲ့ပစ်လိုက်ကြတယ်ချမ်းသာတော့မယ်လို့တွေးနေတော့မှပဲဝုန်းဆိုတဲ့အတန်နဲ့အတူအဲ့ဒီအမျိုးသမီးဟာထူးဆန်းတဲ့စွမ်းအားတစ်ခုကြောင့်လွင့်ထွက်သွားပါတော့တယ်